ရင်သတိထားရမယ်ဆင်းရဲခြင်းဒုက္ခများသင်နာကသိရိတ်လိုပဲကိုယ်စီကားတိုင်းထမ်းကသတိထားရှောင်လန်းရမယ်နောက်ရှက်ဖယ်ရှားဒုစရိုက်ချွေမုံရမယ်ကိုရောနောက်လိုက်နိုင်ဖို့ဆုံးဖြတ်ချက်တွေခိုင်မြဲရမယ်သင်ရှိကပါနိုင်ကုန်မျောလင်းချက်ပြင်းနဲ့ရှောင်လန်းကျူစင်သက်တာတွေကိုဝိညာဉ်ကိုစင်မြဲတောင်းခံနောက်ရှက်မှန်သမျှလင်းနဲ့ရကြော်ရမယ်အောင်မြင်တဲ့သူအတွေ့ဒီလမ်းဆုံးပါနိုင်မှာဆူလာကရပူအချိန်တန်ရင်စုကူရမယ်ယေရှုဘုရားရှင်ကိုတွေ့ရဖို့တနေ့ကြုံလာခဲ့ရင်အောင်မြင်သူအဖြစ်ဘယ်လင်ဖြစ်ရှိမှဝမ်းမြောက်မှာကိုယ်တော်တွေမူဆောင်ဖို့ဆုံးဖြတ်ပြီးရင်တတိထားရမယ်ဆင်းရဲခြင်းဒုက္ခများသင်နာကသိရိတ်လိုပဲကိုယ်စီကားတိုင်းထမ်းကတတိထားရှောင်လန်းရမယ်နောက်ရှက်ဖယ်ရှားဒုစရိုက်ချေမုန်းရမယ်ကိုယ်တော်နောက်လိုက်နိုင်ဖို့ဆုံးဖြတ်ချက်တွေခိုင်မြဲရမယ်သင်ရှိကပါနိုင်သောမျောလင်းချက်ပြင်းနဲ့ရှောင်လန်းကျူစင်သက်တာတွေကိုဝိညာဉ်ကိုစင်မြဲတောင်းခံနောက်ရှက်မှန်သမျှလင်းနဲ့ကြော်ဖြတ်ရမယ်အောင်မြင်တဲ့သူတွေခီးလန်းဆုံးပါနိုင်မှာဆူလာချိန်တန်ရင်စုကူရမယ်ယေရှုဘုရားရှင်ကိုတွေ့ရဖို့တနေ့ကြုံလာခဲ့ရင်အောင်မြင်သူဖြစ်ဘယ်လင်ဖြစ်ရှိမှဝမ်းမြောက်မှာအောင်မြင်တဲ့သူအတွေ့ဒီလမ်းဆုံးပါတိုင်းမှာဆူလာတရပူချိန်တန်ရင်စုကူရမယ်ယေရှုဘုရားရှင်ကိုတွေ့ရဖို့တနေ့ကြုံလာခဲ့ရင်အောင်မြင်သူအဖြစ်ဘယ်လင်ဖြစ်ရှိမှဝမ်းမြောက်မှာအောင်မြင်သူအဖြစ်ဘယ်လင်ဖြစ်ရှိမှဝမ်းမြောက်မှာလူကိုများမဲ့ပြရရတနာတဲ့မြေဖြစ်ဆိုလေကိုချိုးဆုံးကရှိပြီးစားကြောင်တော့လည်းဖြစ်စေချိုးစားချမယ်ထဲရွယ်ချမယ်ပေးဆက်ရမယ်စုခနဲ့လည်းတွေဖြတ်ရှောင်ရမယ်ကိုယ်တော်တွေ့ဆိုစင်ပေးဖြစ်ရမယ်
မှာထောင်ရတဲ့အတွက်အကောင်းဆုံးပေးစက်ကြိုးစားမယ်သာသနာခီးလေးကျေပြောင်းဖို့အတွက်သာသနာအတွက်ဆက်ကမဲ့လူကိုများဝဲပြရရဲ့တနာနဲ့အမြဲတမ်းချစ်ဆိုလေးကိုဆိုတာရှိပြီးစဲကြောင်တော့လည်းလေးပြည့်စေချိုးစားကြမယ်ချမ်းရကြမယ်ကျေးဇူးများနဲ့ကောင်းကြီးရဲ့ထေဝခဲနာလုံးတဲ့ရဲ့ဘယ်သူကယေဆွဲဖန်ဆင်းလဲပင်လေတော့တောင်စိတ်ဆန်းတို့ထိခဲ့စီရထောင်ရပြအပြင်းများကြည့်မြဲတဲ့တွေနေအောင်